ဘယ်ရလဲ ရှူတင်မန်နေဂျာကိုတင်ဆန်းနေ ကျော်နေရှူတင်မန်နေဂျာ ဟုတ်တယ်ဆရာ လာခဲ့ပဲ ခဏထိုင်ပါအောင်နော် ဟုတ်ကဲ့ထိုင်းနေပါ ဟမ်ခဏစောင့်ပါအောင်လို့ ဟုတ်ကဲ့စောင့်ပါဦး ပြောလို့ပြောတာမဟုတ်ဘူးကျွန်တော်ကလည်းလေအမှုပညာကိုဘယ်လောက်ထိဝါသနာပါလဲဆိုရင် အေးကြီး ကဲကျော်တင်ဆန်းပြော ကျွန်တော်ကြော်ညာတစ်ခုရိုက်ဖို့အတွက်ကိုထုရှိအိုက်တာလို့ကျွန်တော် တော့ကြားရမိကလေးလား ဒါမင်းကြီးအိုက်တာ နှစ်ယောက် အားလုံးပေါင်း10လောက်ဆိုရောက်ပြီ မိတ်ကပ်လားတီရှူလားခောက်ဆွဲလားတန်ကြီးလေးစိလားလုံကြီးလား တခုမှမဟုတ်ဘူးရှက်ဘူးပါရှက်ဘူးတက်ရှက်ဘူးလေ တခြားအိုက်တာတွေနဲ့ကြော်ညာရိုက်ဖူးလား တခါမှမပြီးပါဘူး ဒါတစ်ပေါ့ ဟုတ်ကဲ့အစ် ဒီနာမည်ကြီးပါမလား မင်းသားတော့မပါဘူးမင်းမိပါ ဒါဆိုရင်ဒိုးစီကကောင်မလေးတွေကဘာလုပ်အောင်လဲ ဒါရိုက်တာပြောတဲ့ idea အတိုင်းဆိုတော့ရေကူးဝစ်စုံနေနဲ့ရေကူးတော့မရေကူးတယ်ပဲနောက်တချင်းထဲမှာကနိုင်လေပါလေ ကတော့ရေကူးပေးရမယ်ကရတဲ့ချင်းရိုက်တဲ့ခါကျတော့ကရတဲ့ချင်းရိုက်တဲ့ခါကျတော့နောက်ဖက်ကနေအကာလေးတွေလုပ်ပေး ဟုတ်ပါတယ်ဟုတ်ပါတယ်အဲ့ဒါပါ အဲ့ဒါဆိုရင်ကြိုတင်လေ့ကျင့်မှုတွေလုပ်မှဖြစ်မယ်ဒို့ထဲမှာကောင်မလေးတချို့ကရေကူးတတ်တာပိုင်ပါမယ်မကူးတတ်တဲ့လူလည်းပိုင်ပါမယ်အကကြတော့လေအကဆရာမတွေမှလည်းတေချာတင်ပေးဖို့ကြိုတင်လေ့ကျင့်မှုလုပ်တယ် ဟုတ်တယ်အဲ့ဒါလည်းကျွန်တော်တိုင်းသားမှားလိုက်တယ်လေနင်းသမီးကနေတူပဲအချိန်ရမှာဆိုတော့ကိုထုကောင်မလေးကြူပြီးတော့လေ့ကျင့်သင်ကြားပေးဖို့လည်းလုပ်ပါတယ်ပေါ့အဲ့ဒီကိုလည်းဦးထိုက်တာခံပါမယ် အေးအဲ့ဒါဆိုရင်ကောင်မလေးတွေလိုက်ပြီးတော့ပြောရမယ်တချင်းကိုလည်းကြိုပေးအောင် ဟုတ်တယ်တချင်းကိုလည်းအကျန်းသွင်းတာဒီနေ့ဖက်ညနေကျတော့ကျွန်တော်အခွေရတော့ကိုထုလာပေးမယ်ကိုထုကိုတရုပ်ဆောင်ကြီးကြတော့ထုံးနိုင်တိုင်းပဲပေါ့နော် ကောင်မလေးတွေကတော့ထုံးစံတိုင်းပေါ့ဒီရအတွက်တော့တီးတန့်နော် ဟုတ်ကဲ့အဲ့ဒါဆိုရင်ကိုထုကျွန်တော်ကောင်မလေးလေးစားလေးနေကြရင်ကျွန်တော်ဆင်ရတွဲလာပေးပါနော်ကျွန်တော်ခွင့်ပြပါ နေဘာမှတော့ဒီမှာထိုင်ပြောနေတယ်တိုင်နားတော့လေတော့တကူလို့ပါလားအေးလေးပါလေလိုက်ကုန်ဒီ မစားတော့နောက်ကြုံမှကျွန်တော်စားတော့တက် ရှောင်းကြောက်ကြမှာကျွန်တော်ဘာလို့ရမှာ နင်းပဲနေပါမလဲနင်းအသားတော့မဲနေတယ်ဟိုကောင်မလေးဖြူဖြူချောချောလှလှလေးတွေကြောင်ဒီမမိန်နဲ့နာမည်ပြကြော်ညာပြဘူးမှမကြည့်ငါတိတ်ခါကြောက်သွားဒီမှာချွေတာထွက်နေ ပြိုင်ဝဲဆိုလေကျွန်တော်တိုင်တူကြီးညာ တန်လေးချင်ငါဖြစ်စဉ်ဖြစ်မှာနင်းပဲခတ်မှုတော့မင်းသွားငါကချွေတာထွက်နေတယ်ဓာတ်စားရည်တစ်ခွဲရေချိုးမယ်ရေနွေးစပ်ပေး ရေတူးရလက်ပတ်ချောက်ခေါင်းလာကြ ဟဲ့ရေချိုးမှာငါရေချိုးပြီးတော့ရေနွေးနင်းတောက်လိုက်